အောပွဲအလင်းရောင်ကြီးရေပေါ်သူကြာရောက်စင်ခါသူထိန်နေပညာရှိများရွှေငွေဗန္နာများပူဇော်ဆက်တာထုံးစင်တယောက်တော့သူထိန်သည်ချမ်းသာရွှေဝမှုရှင်မနဲ့ဖယားရှင်ကိုဖူးတွေ့ရင်ပြင်ဆင်ဖယားတာလောကကိုကြွာလာပြီကဘာလူသားများဝန်တာစရာတဲ့စကားကိုယူဆောင်ပြီးခန္ဓာစိတ်နှလုံးသုံးပါဝိညာဉ်ဘုံတော်ရှင်ထဲစက္ကဲ၍she